အလဲထိုးခံရမှုကနေဝေးဖွားလာတဲ့စစ်မှန်သောတတိအရှုံးကိုလက်ခံရတဲ့စိတ်ချောင်းအခုလိုမျိုးချန်ပီယံဖြစ်လာခဲ့တဲ့ဂျိုရှွာဘန်ဘေးသက်များလုံးပဲမင်္ဂလာပါ Accurate Martial Sport ကနေတင်ဆက်နေပါတယ်အားကစားလောကမှာအောင်မြင်နေတဲ့၍လူတိုင်းကဝိုင်းဝန်းချီးကျူးကြပါတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့သူရဲ့ကောင်းတယောက်ကိုတိုင်းတာခြင်းတော့သူအောင်မြင်နေခြင်းမှမရှိပါနဲ့သူလဲကျသွားတဲ့အချိန်မှာကြည့်ဖို့လည်းလိုအပ်ပါတယ်ချားဂျွန်ဆင်ရဲ့လက်သီးချက်အောက်မှာဂျိုရှွာဘန်လဲကျသွားခဲ့ရတဲ့မြင်ကွင်းဟာပရိသတ်တွေအတွက်ရောဗန်ကိုတိုင်အတွက်ပါထိတ်လန့်စရာပါအခုလိုပထမဆုံးကျင်လေထိုးခံရခြင်းဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်စိတ်ပိုင်းဆိုင်ရာကန်ဆိုးမှုမောင်ကြခြင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအမောင်တူထဲမှာဗန်ဟာပုံမနေခဲ့ပါဘူး။သူဟာအလင်းရောင်တွေကိုထွက်လာပြီးငါရှုံးခဲ့တယ်ဒါပေမဲ့ဒါဟာငါအတွက်သင်ခန်းစာပဲလို့ရဲရဲဝံ့ဝံ့ကြီးညာခဲ့ပါတယ်။ချားဂျွန်ဆင်ရဲ့ပွဲစဉ်မတိုင်ခင်အထိဂျိုရှွာဘန်ဟာနိုင်ပွဲဆက်နေတဲ့ကျင်းပွဲတစ်ပွဲမှာသူ့ရဲ့ယုံကြည်မှုဟာအမြင့်ဆုံးမှရှိနေခဲ့ပါတယ်။ဒါပေမဲ့ MMA ဆိုတဲ့ကစားပွဲကရက်ဆက်ပါတယ်။တစ်ဆက်ကလေးအာယုံလွတ်သွားတာနဲ့အရာအလုံးပြောင်းလဲသွားနိုင်ပါတယ်။ဂျိုဆင်ရဲ့လက်သီးချက်ထိမှန်ပြီးဗန်လဲကျသွားတဲ့ခိုက်တန်းဟာငါဘာမှမဖြစ်ဘူးငါအနိုင်နိုင်တယ်ဆိုတဲ့ယုံကြည်မှုကိုရိုက်ချိုးလိုက်သလိုပါပဲဒါဟာဘွားမှာကျွန်တော်တို့ကြုံရတတ်တဲ့မထင်မှတ်ထားသောပြိုလဲမှုတွေနဲ့တူပါတယ်စီးပွားရေးအဆင်ပြေနေတော့ရုတ်တရက်ဆုံးရှုံးလိုက်ရတာမျိုးကျန်းမာနေတော့ယောဂရလာတာမျိုးနဲ့တူပါတယ်ပထမဆုံးချိန်နောက်ကောက်ခံရခြင်းဟာဗန်အတွက်ခါးသီးလွန်းလာပါတယ်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်ငါရှုံးသွားပြီဆိုတဲ့အသီးကပို့ပြီးတော့နှိမ့်ဆက်တတ်ပါတယ်ဒါပေမဲ့ဒီအဆင့်မှာအရေးကြီးတာကအဲ့ဒီနာကျင်မှုကိုမငြင်းဆန်ပဲလက်ခံလိုက်ခြင်းပါပဲအရှက်ရစရာဒါမှမဟုတ်နာကျင်စရာတွေနဲ့ကြုံရတဲ့အခါလူအများစုရဲ့ပထမဆုံးတုံ့ပြန်မှုကပုံရှောင်ခြင်းပါပဲဒီလူတွေနဲ့မတွေ့ချင်ဘူးမီဒီယာတွေကိုရှောင်ကြတယ်ဒါပေမဲ့ဂျိုရှွာမန်ကတော့ဆက်ကျင်ဘက်ကိုလှုပ်ခဲ့ပါတယ်ဒန်လူကြီးကဆော့ရက်လို့ငါနေမကောင်းလို့ကံမကောင်းလို့စားတဲ့စင်ကြီးတွေကိုသူလုံးဝထုံးမသုံးခဲ့ပါဘူးဒါဟာသင်ခန်းစာတစ်ခုဘာလို့လူသိရှင်ကြားပြောလိုက်ခြင်းဟာတာမန်တက်တိတော့မဟုတ်ပါဘူးဒါဟာငါရဲ့မာနထက်ငါရဲ့တိုးတက်မှုကပိုအရေးကြီးတယ်လို့ကြီးညာလိုက်တာနဲ့အတူတူပါပဲဗန်ဟာရှုံးနေသူတယောက်လိုမနေပဲတင်ယူနေသူတယောက်လိုကြီးညာခဲ့ပါတယ်ဂျိုရှွာဘန်ပြောခဲ့သလိုပါပဲဒါဟာသင်ခန်းစာတစ်ခုပါပဲတကယ်တော့နိုင်ပွဲတွေကကျွန်တော်တို့ကိုယုံကြည်မှုပေးနိုင်ပေမဲ့ရှုံးပွဲတွေကသာကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုထောက်ပြနိုင်တာပါအနိုင်ရနေတော့မှကိုယ့်ရဲ့ဟာကွက်တွေကိုမမြင်ရပါဘူးချားဂျွန်စီကရလာတဲ့အလဲထိုးလက်သီးချက်ကဗန်ကိုမင်းရဲ့ကာကွယ်မှုမှာဟာကွက်ရှိနေတယ်မင်းရဲ့စိတ်ပိုင်းဆိုင်ရာလိုချက်ရှိနေတယ်လို့သင်ပေးလိုက်တာပါဗန်ရဲ့တုံ့ပြန်မှုက Great Mindset ရဲ့ပြရုပ်ပါပဲ Fit Mindset ရှိသူကငါညက်လို့ရှုံးတာဆိုပြီးတွေးပြီး Great Mindset ရှိသူကငါမှပြင်စရာရှိနေသေးလို့ရှုံးတာပြင်လိုက်ရင်နိုင်မယ်ဆိုပြီးတွေးတတ်ပါတယ်ဗန်ဟာဒုတိယလမ်းကိုရွေးခဲ့ပါတယ်ငါဒီထက်ပိုပြီးအားကောင်းလာရမယ်ဆိုတဲ့ဂတိကိုဟာစကားသက်မဟုတ်ပါဘူးဒါဟာပြန်တဲ့တိဆောက်ရေးစီမံကိန်းတစ်ခုရဲ့အစပါပဲလေတိုခံရမှုတဲ့ fighter တယောက်ဟာအရင်ကတက်ပို့ပြီးတော့တတိရှိလာပါတယ်ပိုရင့်ကျက်လာပါတယ်ဗန်ဟာကလေးဆန်တဲ့ယုံကြည်မှုကနေရင့်ကျက်တဲ့ယုံကြည်မှုစီကိုကူးပြောင်းသွားခဲ့ပါပြီရွှေစစ်မစစ်မီးနဲ့ဆန်းသလိုပါပဲဒီရှုံးပွဲကဗန်ကိုအစစ်စစ်ခံလိုက်ရတာပါသူဟာမီးလောင်ကျွမ်းပြီးပြဖြစ်သွားမလားဒါမှမဟုတ်မီးထဲကနေတမ်မနီလိုပုံမှကြောပြီးထွက်လာမလားသူရဲ့တုံ့ပြန်မှုကိုကြည့်ရင်သူဟာတမ်မနီဖြစ်လာခဲ့တယ်ဆိုတာသိကြပါတယ်ကမ္ဘာပေါ်မှာဘယ်တော့မှမရှုံးဘူးတဲ့ချန်ပီယံဆိုတာမရှိသလောက်ရှားပါတယ်ဂန္ဓဝင်ကစားသမားများစုဟာလည်းအလဲတို့ခံရဖူးကြတာကြီးပါပဲဒါပေမဲ့သူတို့ဂန္ဓဝင်ဖြစ်လာရတာကရှုံးပြီးပြန်ထလာလို့ပါဖန်ကျွန်တော်တို့ကိုတက်တည်ပြနေတာကရှုံးတာရှက်စရာမဟုတ်ဘူးရှုံးပြီးပြန်မထတာကမှရှက်စရာဆိုတာပါပဲဂျွန်ဆန်ရဲ့ပွဲကအရှုံးဟာဖန်ရဲ့အနာဂတ်နိုင်ပွဲအတွက်အကောင်းဆုံးလောင်စာဖြစ်လာခဲ့ပုံရပါတယ်သူနောက်တစ်ချိန်အော်ဒါကန်နဲ့ကိုဝင်တဲ့အခါမှာသူဟာရင်ကဖန်မဟုတ်တော့ပါဘူးအတွေ့အကြုံရှိတဲ့လက်နက်ကိုတက်ဆင်ထားတဲ့ဖန်ဖြစ်နေခဲ့ပါတယ်ပထမဆုံးချိန်လဲထိုးခံရချိန်မှာဖန်ဟာလောကကြီးပြိုလဲသွားသလိုခံစားခဲ့ရမှာပါဒါပေမဲ့သူကပြိုလဲမသွားပါဘူးသူဟာမမရက်ပြီးငါသိယူမယ်ငါပြန်လာမယ်လို့ပြောခဲ့ပါတယ်မိတ်ဆွေတို့ဘဝမှာရောအလဲထိုးခံရသလိုခံစားရတဲ့အခြေအနေရှိပါသလားအလုံးမှာအမှားကြီးလုံးမိတာစာမေးပွဲကြတာဒါမှမဟုတ်ကိုချဲရတဲ့သူနဲ့လမ်းခွဲရတာမျိုးတွေပေါ့အဲ့ဒီချိန်ကျရင်ဂျိုရှွာဘန်ကိုသတိရလိုက်ဖို့အကြံပြုရှင်ပါတယ်အမှားလုံးမိတာကိုဝန်ခံလိုက်ပါပုံမနေပါနဲ့ဒါဟာငါအတွက်သင်ခန်းစာပဲလို့ပြောပြီးပြန်ထားလိုက်ပါအရှုံးကိုလက်ခံရတဲ့တတိရှိသူမှသာလျှင်အောင်ပွဲကိုထက်တဲ့တန်နဲ့ပိုင်ဆိုင်နိုင်သူဖြစ်လာမှာပါချန်ပီယံကပတ်ရတဲ့အထိဂျိုရှွာဘန်ပြန်လာနိုင်ခဲ့ပါတယ်ခင်ဗျားလည်းပြန်လာနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်